Hello မင်္ဂလာပါ live လွှင့်နေတယ်နော်ဒီနေ့က January 1ရက်နေ့ 2026အပြင်သွားမလို့ပြင်သွားရဆိုတာကိုအောင်တန်းစစ်သွားထုတ်လို့သူလည်းပါတယ်ဒီပါကြည့်တယ်စစ်သွားထုတ်တာအခုကား freeway မှာဘာဖြစ်လဲမသိရှေ့မှာကားတွေပိတ်နေတယ်ညနေက5မိနစ်ကျော်လောက်ရှိနေရှေ့မှာကားတွေ plate ကားတွေလည်းတွေ့ဘာဖြစ်လဲအခုနည်းနည်းတော့စ move လာတယ်ရှင်းလာတယ်ဖြစ်လာတခု accident ဖြစ်ပုံရပါတယ်အဲဒီဟာကိုပိတ်ထားပြီးတော့အခုတော့ကားသွားလို့ရတယ်ဒီ exit ကနေစောပိုင်းတော့ဒီ exit ဒီမှာ exit တစ်ခုရှိတယ်ပေါ်ဝင် exit ကနေပြောသွားပြီးတော့ local နဲ့သွားမလို့ပဲအဲ့ကိုသွားဖို့အဲ့ထက်ကိုသွားဖို့အတွက်ကိုပိတ်နေတာဘယ်တော့စပြီးတော့ဒီလာလေမနက်ကမိုးတွေရွာနေတယ်အခုကညနေ4 နာရီခွဲပေါ့နော်4:29ကိုညနေ4 နာရီခွဲအခုကမိုးတိတ်သွားပြီမိုးတိတ်ပြီးတော့လှပြီဆိုအစာရလေးပဲအေးတက်ကတော့ရှိကားထဲမှာပြင်ထွက်တော့ဒီနေ့တော့မိုးပြန်တိတ်မယ်ပြောတယ်နောက်ပြန်ရွာဦးမယ်ရှင်းတော့ကားတိုက်တာပြင်မယ်သိလားဒီမှာ